ပေးကြပါဦးရှင် Ejile mesubile chabu bisuwa chobida ne ejile lai pare pira ne ta lai pare ya ji yao lo yao ba me tuma phau the ba meတက်ထပ်ပင်မလို့ပဲအဲ့လိုမျိုးသူတက်ဆောက်ပြီးလိုက်ပါတယ်။တော်ပြီးချူပဲဒီမှာသူတက်ကလေးပါရှင်။ဒီမှာယောဂလေးကိုဆိုဒီရေးလေးနဲ့ယူနေတော့ချောင်းဒီနေရာစဖြတ်တဲ့ယူနေပလေးလောက်ချပြီးလိုက်ပါတယ်။ရှင်နေပေါ်လောက်ချပြီးတော့လည်းသူကပူနေတော့ဟောင်းရအတန်းလေးကြီးရလို့တူနေဆိုပြီးတော့ပြောနေပါတယ်။ပြန်ထဟောင်းနေအရရတူပြောနေတာ။သူကပြန်စပြန်မရှိရရလာဆိုပြီးခေါ်လိုက်ပါတယ်။ရရပါလေဒီကိမရှိဆိုတာဆရာကိုဒီကပ်ပါမယ်။ဆရာကိုရှိတဲ့ချက်ပြပါမယ်။ရှင်စီပပန်ကပေါ်နေရောက်ချစ်တာပေါ့နော်ဘောနော်ဒီမှာစားလေးထည့်ပြလိုက်ပြီးမှာတော့ငယ်ဒီလိုမျိုးဒီပြတော့လိုက်ပါတယ်တော့ချေလို့အိတ်နေတာပေါ့နော်ဒီပေါ်လေးမှာတိုင်းဘောလည်းအိတ်တာပဲနော်ဒါလည်းအိတ်တာပဲဒီမှာချေလိုက်တဲ့တော့ပြရနဲ့လမ်းမှာဝိုင်းဒီမှာကလာပြီးစားလို့ခေါ်ပြီးဒီကောင်းကိုရှမ်းပါတယ်ဒီရတော့အတန်ကတော့ပြင်းကျရှိရလေးပြင်းနေပါလေပဲရှိသေးပါတယ်ဟိုဘလောက်နည်းနည်းဟိုကြာချိန်တော့ပြောပြပေးမှာပဲကြာချိန်ကတော့အခုမှ6နိုင်ပဲပေါ့နော်အခုရရနဲ့တော့ရရနဲ့ပန်းနဲ့တော့ပါမယ်ရှင်အခုပေါ်နော်အခုပေါ်နော်ရရအတွက်လာဝယ်ပါရှစ်ရရလေးကတော့ဒီတဲ့သူဟောင်းပြီးတော့မဟုတ်ဘူးလို့ပြောပြတာပါအဲ့ဒါမလို့ရရအတွက်ပြပေးမယ်ပေါ့နော်ဒီမှာလို့ဒီလေးကနေကြည့်ဒီမှာကြည့်ပါဦးဒီလေးကနေတဲ့အကောင်လေးရရရေးကြည့်အောင်လို့ပြောလိုက်တာရရထဟောင်းပါတယ်ဒီမှာပေါ့နော်သူထားကနေတော့ထဟောင်းသူဝင်းချင်းပေါ့နော်ဒီမှာလည်းဒီဂျီလေးဖတ်ထားရပါတော့ဒီဘောနော်ဒီရမကတော့ပါဘူးအဲ့ဒါတော့ထားအောင်ငိုနေရပါတော့ငိုနေမကြည့်တော့အနေတော့ဒီမနမဲ့ပေါ်လာတော့ဒီမှာဘယ်လိုတော့ပြီးဆိုစီကန်နိုင်ပါတယ်ဒီငါလေးကိုတော့ထုတ်လိုက်ပါတယ်ဒီမှာကလေးနဲ့လုပ်ပြပါတယ်ဒီမှာကလေးနဲ့တူတူဟိုစားဘာဖြစ်နေရလဲမသိဘူးမပြောအေးလည်းလုပ်ပြရတယ်ကျမဘုနာဖိတ်ခေါ်ပါလေဆရာဝင်လုံးမူလာလေဝန်ထမ်းရှိဝန်ထမ်းလို့ချင်းလို့လေ
ဟုတ်ကဲ့ပါရှင်လို့ဆရာဝန်လို့ပါမယ်လို့ကျွန်မပြောလိုက်ပါတယ်မိုးလေးတိုင်း6နာရီလာပြီးပါလေအမျိုးပြောတော့ဟုတ်ကဲ့ပါလာပြီးပါမယ်ဆိုပြီးတော့ထားဒါလေးကြည့်နေပါဦးဒီမှာလူလေးလေးထည့်ခိုင်းတော့ဒီကဒီပေးတစ်ခုလေးထည့်လိုက်တယ်ပြပြရေးသိမကြည့်ဘူးနော်အဲ့မလို့ဒီတေချာလာတယ်အိုးဒီထားလေးကြည့်နော်အခုစံချရမလေးလို့ပြောဘာမှလေးသူတော့မဝယ်နိုင်ဘူးတဲ့ကေးပေးတော့မအားလို့အော်နေကြတယ်ကွစီယိုလူလည်းအော်ရတယ်ကွလို့စိတ်ညစ်တယ်ဒီမှာပပတော့ဘုံလုံးစိတ်ညစ်လို့ဟိုတော့ဟိုချင်လာတယ်ဘုံလုံးပပတော့ကြောင်ပါလေသူတော့ကိပမတော်လို့နေယူထိုးလို့တော့ဟောနော်အမူလေးဖြစ်ကိုကြပါတယ်လို့ပပပြန်တယ်လိုက်တော့သူကအောင်တဲ့တရားနဲ့ကြည့်အဲ့ဘုံလုံးပပကလည်းသူဘာလို့ပြောလိုက်ပါတယ်နေလို့မဖြစ်ရလဲတိတိပြောတော့မနေချင်ရလဲလို့ရုပ်ပေးလိုက်ပါမယ်ဒီမှာပြောလိုက်ပါရရတော့ဝယ်ပြီးမလို့ပါဒါလေးရရရ6လို့ရမယ်နေလေးပါရရတော့ဘူပေါင်းလေးဝယ်တော့ပါရဲ့ရရဘူပေါင်းလေးကျရည်လေးအိမ်မလေးရရကဘူပေါင်းလေးလို့ညာဆိုတော့ပြရဆိုတော့ရလို့တည်းသူအန်ဒီရောလေးတိတ်ကြိုက်အမလေးဟိုအထောပါကြိုက်တယ်ပေါ့အထောပါကြိုက်တယ်တော်တယ်တိတ်ကြိုက်တယ်နော်အထောကြောင့်မဝယ်ပြီးတော့ဈေးကြီးတာဆိုလေရရပြီးသွားပါပြီဒီနေ့လာခိုင်းတော့ရပါတယ်လို့လာပြီးပါမယ်ခွေးလေးကိုကြီးပါတယ်သူနဲ့ဘူးမတဲ့လို့ပြောတာโอเคလားဒီပြောလို့ကောင်းလို့ထပ်ပြီးပြီဒီလိုထပ်ပြီးတော့ပါတယ်ကောင်းလေးလို့ရဒီပချမ်းမဘလို့ထပ်ပြီးတော့ပါတယ်ဒီကောင်းလေးကြောဘုံဒီကောင်းလေးကြီးကိုတက်တူပေါ်လို့မထရပါတယ်ဒီကောင်းလေးကြီးကိုတက်တယ်လေအမလို့တော့ဟိုင်းမပနော်ရရတော့စီထားတာရရတော့တမီးရအပန်းတော့အကြည့်လိုက်အိုးနပန်းနဲ့အပိုင်းနဲ့လေးကိုပြောပြပါမယ်အလုပ်ပပိုင်း